Hello ဒီနေ့မှာတော့စားရတာအရန်ကောင်းမြင်မဲ့လေလောရတာနည်းနည်းလေးရှုပ်တဲ့သီးဆုံးပဲကလာဟင်းလေးချက်စားထားပါတယ်သူကထည့်ကျင်တဲ့အသီးနှံလေးတစ်ခုချင်းစီကိုပြင်ဆင်ရတာကနည်းနည်းအချိန်ကြာပြီးတော့ရှုပ်တာပေါ့နော်ပြီးသွားရင်သူ့ရဲ့အသက်ကတော့ပဲပါပဲရလေးလက်လက်ဆက်ဆက်ပဲအစ်စ်လေးဝဝဝဝလေးတွေနဲ့တုံးရင်အယောင်ပိုလာပြီးစားရတာလည်းပိုချိုးပါတယ်ဒီနေ့တော့အိမ်မှာဝင်လက်စားရှိတဲ့ပဲအဟောင်းမဲ့တုံးလေးပြီးတော့ဒီနေ့စားရတာတိတ်ပြီးတော့မကျဉ်းတတ်ဘူးရှင်ပဲကလာဟင်းကိုစားရတာအနံ့ရောအရသာမှုေးကြိုင်နေအောင်ဟင်းပြန်နှွေးလိုက်တိုင်းမှုေးနေအောင်စားခြင်းလဲဆိုရင်တော့အခုလိုမျိုးအနံ့ရတာလေးတွေထည့်ပေးပါအိမ်မှာတော့ကရဝေးရွက်ရယ်စီယာစီရယ်ပြီးတော့ရင်တစ်ချက်ပိုးကောက်ရှင်တစ်ချက်ပိုးကောက်ပါထည့်ပေးပါနော်ဒီနေ့တော့တစ်ချက်ပိုးကောက်မရှိတော့တစ်ချက်ပိုးမှုန်လေးပဲထည့်လိုက်ပါတယ်အရင်ဆုံးအသီးရွက်တွေမထည့်ခင်ရတာလေးအရင်ကြိုပြီးတော့ပြင်ပြီးထည့်ထားလိုက်ပါတယ်ပြီးတော့မှအမာဆုံးအာလူကနေပြီးတော့ရွှေဖရုံသေးတစ်စင်ချင်းစီထည့်သွားပါတယ်နောက်ဆုံးအမြင်လေးကတော့တိတ်မလှအောင်ပေါ့နော်အဓိကပဲဟောင်းပြီးတော့ပဲရအယောင်မလှပဲနဲ့အညိုဘက်ရောက်သွားတော့ဟင်းကြီးကပါလုံးဝညို